မင်္ဂလာပါခင်ဗျာရသဆောင်မြန်မာမှာပြန်လဲကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကိုကျွန်တော်လည်းတူတူကြည့်ရှုလိုက်ကြအောင်ခင်ဗျာဒီကနေ့ညနေပိုင်းမှာနိုင်တော်သမကြီးကဒါထိုင်းနိုင်ငံကနေပြီးတော့နေပြည်တော်လေဆိပ်ကိုပြန်ပြီးတော့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်အဲ့ဒီကနေ့မှာဒီနိုင်ငံတော်သမကြီးရဲ့ထိုင်းနိုင်ငံကျွန်တော်ခီးစဉ်နဲ့ပတ်သက်ပြီးတော့ဒီထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ယုံရဲ့အနီးပေါ့အဲ့ဒီနီးမှာကျွန်တော်ဂုံးကျော်တရားရှိတယ်အဲ့ဒီဂုံးကျော်တရားပေါ်မှာဒီအကြမ်းဖက်အုပ်စုတွေပေါ့ဗျာပြည်ပြင်းအုပ်စုတွေကဗန်တိုင်းချိတ်ပြီးတော့ဆန္ဒပြတာတခုလုပ်ခဲ့တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမနေ့ကထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ UN ရုံးရှိမှာဆန္ဒပြခဲ့တဲ့အဖွဲ့တွေကကျွန်တော်ဥဆောင်တဲ့ကျွန်တော်ပြောတဲ့မျိုးမစစ်ဟိုဘက်ကရခိုင်ပြည်နယ်မြောက်ပိုင်းကမျိုးမစစ်အဲ့ဒီရဲ့အုပ်စုက2ယောက်သူတို့က2ယောက်ကအော်ဂျီရဲ့နဲ့ဆန္ဒပြဖို့ကြိုးစားတယ်ပထမမနေ့ကသူတို့ UN ရုံးရှိမှာဆန္ဒပြခဲ့စဉ်ကသူတို့9ယောက်ပါသူတို့အဖွဲ့က9ယောက်တယောက်ကကျွန်တော် master ထားတယ်4ယောက်ကတော့ကျွန်တော်တို့អော်ကြတယ်ပေါ့ဗျာអော်ကြတယ်ဒီကနေ့ကျတော့အဲ့ဒီအုပ်စုတွေကကျွန်တော်တို့ဥဆောင်တဲ့သူနဲ့ခုနမျိုးမစစ်ရုံနဲ့နောက်တဲ့တယောက်ကသူတို့ကဒီဆန္ဒပြလှုပ်ရှားဖို့အတွက်သူတို့လှုပ်ရှားလာတဲ့ခါမှာဒီထိုင်းမျိုးချစ်အဖွဲ့ပေါ့ထိုင်းမှာဆိုနာမည်ကြီးပါထိုင်းမျိုးချစ်အဖွဲ့နှခမ်းမွေးအဖွဲ့ကဝင်ရောက်ပြီးတော့သူတားဆီးရထိုးကျိတ်တယ်ထိုးကျိတ်လို့အကောင်ပြေးသွားတယ်တကယ်တော့အဲ့ညမှာကျွန်တော်ရဲကရောက်မလာဘူးဆိုအဲ့ကောင်ကွဲတယ်ခုနကကျွန်တော်တို့ဒီထိုင်းမျိုးချစ်အဖွဲ့ကနှခမ်းမွေးကိုယ်တိုင်လာထိုးတာလာတိတ်တာပေါ့ဗျာဒါကငါတို့နိုင်ငံကမင်းတို့ဒါလုံးခွင့်မရှိဘူးလုံးချင်းမင်းတို့နိုင်ငံမင်းတို့ပြန်လို့ဆိုပြီးတော့သူအဲ့လိုပြောတယ်ထိုင်းဘာသာစကားနဲ့ပြောတယ်ဆိုတော့ကနှခမ်းမွေးပြောတာကမင်းတို့ဆန္ဒပြခြင်းနဲ့သူမင်းတို့နိုင်ငံတွေမင်းတို့ပြန်ပြငါတို့နိုင်ငံတွေမှာပြလို့မရဘူးဆိုပြီးတော့လိုက်ထိုးတော့အဲ့ဒီတယောက်ကလည်းထွက်ပြေးတယ်နောက်ကျတော့ရဲတွေရောက်လာတော့သူအကာအကွယ်ရသွားတယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတကြီးကထိုင်းမှာရှိတဲ့ထိုင်းပြည်သူ့လွှတ်တော်ကိုကျွန်တော်တို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖိတ်ကြားချက်ရသွားတဲ့ခါမှာဒီထဲမှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကတယောက်ပေါ့ဗျာထိုင်းရဲ့ကျွန်တော်ပြည်သူ့ပါတီကလွှတ်တော်ကိုယ်စားလှယ်တယောက်ကသူရဲ့လိုလားချက်ပေါ့ဗျာသူရဲ့လိုလားချက်2ချက်တောင်းဆိုတယ်ပေါ့တောင်းဆိုတယ်အဲ့ချိန်မှာသူအတိုင်းအချိန်နေပေါ့ဗျာအဲ့ချိန်မှာကျွန်တော်တို့အထက်မှာရှိတဲ့ရဲတပ်ဖွဲ့ကလုံခြုံရေးဖွဲ့ကသူ့ကိုခေါ်ပြီးပြင်ထုတ်သွားတယ်အဲ့တော့ခင်ဗျာအဲ့မှာဗျာဒီအကြမ်းဖက်မီဒီယာတွေမှာပုံကြီးချက်ပြီးတော့ဟိုလိုဆန္ဒပြတယ်ဒီလိုဆန္ဒပြတယ်ပေါ့ဗျာစက္ကန့်ပိုင်းလေးပဲကျွန်တော်တို့10မိနစ်တော့မပြည့်ဘူးအဲ့ကြားထဲမှာသူអော်တယ်ဗျအော်တဲ့ချိန်မှာကျွန်တော်ရဲကဆွဲထုတ်သွားတယ်အဲ့လိုလေးတွေကျွန်တော်တွေ့ခဲ့ရတယ်အဲ့တော့ထိုင်းဆိုတာကျွန်တော်တို့လွတ်တော်ရှိတယ်လွတ်တော်ရှိရင်ကျွန်တော်တို့လွတ်တော်ကိုယ်စားတယောက်ကဒီရဲ့ကျွန်တော်တို့ရွေးကောက်ခံမဲဆန္ဒနယ်နဲ့ဖြစ်လာတာဒီမိုကရေစီနိုင်ငံတိုင်းမှာဒီဆန္ဒပြတဲ့ကိစ္စဘာမှမထူးအမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းသူလည်းဆန္ဒပြခံရတာပဲအဲ့တော့ကိုရီးယားလည်းကျွန်တော်ဆန္ဒပြခံရတယ်ဂျပန်မှာလည်းဆန္ဒပြခံနေရတာပဲအဲ့တော့ဒီမှာဆိုကျွန်တော်တို့ဒီတကယ်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံမှာဆိုလည်းခင်ဗျာဆန္ဒပြခံရတာပဲလေပြီးခဲ့ရက်ကမိကုန်းတွေပေါက်ချောင်းမှုနဲ့ပတ်သက်ပြီးတော့အမှအကြောင်းသားတွေဆန္ဒပြကြတယ်ဆိုတော့ဒီမိုကရေစီနိုင်ငံမှာဒါဖြစ်နေတဲ့ယဉ်ကျေးမှုဘာမှထူးဆန်းသွားတာမဟုတ်ဘူးဘာမှလည်းထူးဆန်းတာမဟုတ်ဘူးနိုင်ငံတော်သမ္မတကြီးကကျွန်တော်တို့ဒီပြည်သူ့လွှတ်တော်ကိုလာတဲ့ခါမှာထိုင်းပြည်သူ့လွှတ်တော်ကိုလာတဲ့ခါမှာဒီထိုင်းမှာရှိတဲ့ပြည်သူ့ပါတီကလွှတ်တော်ကိုယ်စားလှယ်တယောက်ကသူက10မိနစ်တောင်မပြည့်တဲ့အရာသူ့ရဲ့လိုလားချက်ပေါ့ဗျာသူអော်ရတယ်ပေါ့အဲ့တော့ခင်ဗျာဒီမှာရှိတဲ့ပြည်ပြင်းမီဒီယာတွေကပုံကြီးချဲ့ပြီးတော့သူကရေးစရာမရှိတော့ဘူးဒီကျွန်တော်တို့ဒီလူမဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှာဒီလွှတ်တော်ကိုယ်စားလှယ်ပေါ့ဗျာဒီထိုင်းကလွှတ်တော်ကိုယ်စားလှယ်မှာဒီလိုလေးကိုယ်ကိုယ်ရမလို့သူတို့ကလည်းရေးစရာမရှိတော့ဘူးအဲ့တော့ပုံကြီးချဲ့ပြီးတော့ဟိုကဖြစ်တယ်ဒီကဖြစ်တယ်ပေါ့10မိနစ်တောင်မပြည့်ပါဘူးအဲ့ကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတကြီးရဲ့ထိုင်းနိုင်ငံကျွန်တော်တို့ခီးစဉ်ပေါ့ထိုင်းနိုင်ငံခီးစဉ်ကိုကျွန်တော်လွှမ်းခြုံကြည့်တဲ့အခါမှာနိုင်ငံတော်သမ္မတကြီးထိုင်းနိုင်ငံမရောက်စင်ရတော့ဗျာခင်ဗျားမှာနေဖုံးလက်တို့ NV အုပ်စုတွေအရက်ဘက်ဘွက်400ကျော်ပါဆိုတဲ့ကောင်တွေကကားကွက်တယ်ဆန္ဒပြတယ်ခင်ဗျာတရားအဲ့ဒီဟာတွေပဲဒါတွေပဲမြင်နေရတယ်နိုင်ငံတော်သမ္မတကြီးလည်းခင်ဗျာထိုင်းလဲလာရောဗျာအတန်တွေပြောက်နေတသားမှမထွက်ဘူးတော့ပြပါလားဗျာအဲ့မှာကျွန်တော်တို့ရီမွန်တို့ဇော်ဝေဆိုးတို့အဲ့မှာကျွန်တော်တို့ဗာလဲအောင်မျိုးမင်းတို့ရှိသေးတယ်ငစီတို့ပြီးရင်ကျွန်တော်တို့စစ်ပြေးကောင်တွေအဲ့ကောင်ပြပါလားဘာလို့ဒီကောင်တွေမပြရဲတာလဲတကယ်တော့ဒီကောင်တွေကငွေရလို့သူတို့ကဘာယုံကြည်ကြမှာမရှိဘူးတက်တိချင်းပြလေဗျာခင်ဗျာလေကျွန်တော်ပြောပါတယ်ခင်ဗျားတို့ဘန်ကောက်ထိသွားမပြနိုင်ရင်မဲဆောက်မှာခင်ဗျားတို့ဆန္ဒပြဟိုဘက်မှာကျွန်တော်တို့မဲဆောက်ရဲ့တစ်ဖက်ကမ်းတောင်ရင်မြစ်ရဲ့ဟိုဘက်ကမ်းမှာကျွန်တော်တို့မြောက်ရီရှိတယ်အဲ့ဒီနားမှာဆိုင်းဖို့လေးကိုင်ပြီးဆန္ဒပြပေါ့ဗျာအဲ့လိုတော့မလုပ်ရဲဘူးအဲ့မှာဒီထိုင်းမှာရှိရဲ့ဒီပြည်ပြင်းအုပ်စုတွေပေါ့ခွက်အုပ်စုကဘယ်သူကြောက်လဲဆိုတော့နှခမ်းမွေးအုပ်စုကြောက်တယ်ဒီကောင်တွေနှခမ်းမွေးဆိုတဲ့နာမည်ကိုဗဇက်နဲ့တော့မဟရဲဘူးအဲ့ထိုင်းမှာရှိတဲ့ပြည်ပြင်းတွေခင်ဗျာအဲ့မှာအန်ယူဂျီအုပ်စုတွေကခင်ဗျာဒီနှခမ်းမွေးကိုခင်ဗျာနှခမ်းမွေးပါလို့တော့မပြောရဲဘူးအဲ့လောက်တောင်ကြောက်တာနှခမ်းမွေးကဒီကောင်တွေဒီနေရာမှာရှိရဆိုရင်နှခမ်းမွေးကဒီနေရာကိုလာဆုံးတိုင်းဒီကောင်ပြေးပြီးမရှိတော့ဘူးတုတ်တာနှခမ်းမွေးတော့တော်တော်ကြောက်ကြတယ်
ပြောကြည့်ပါလားနှကန်းမွေးရဲ့လောက်ရကစစ်သွေးကြွတယ်တို့အကြမ်းဖက်ဆန်တယ်တို့လူမဆန်ဘူးတို့လူခွင့်ချိုးပေါက်တယ်လို့ဘယ်ကောင်ပြောလဲဘယ်ကောင်မှမပြောရဘူးပြောကြည့်ပါလားခင်ဗျအဲ့မှာဟိုကောင်တွေ online ပေါ်မှာခင်ဗျာလာခင်ဗျာ YouTube လေးကနေပြောလိုက်ဒီ Facebook ကနေပြောလိုက် TikTok ကနေပြောလိုက်ပြီးတော့ပတ်စံရနေတဲ့ကောင်တွေနှကန်းမွေးကြောင့်ပြောရလားမေးကြည့်လိုက်နှကန်းမွေးကိုခင်ဗျားတို့တခုခုလေခင်ဗျာတော်ရသောနည်းနဲ့ခင်ဗျားတို့တခုခုလေခင်ဗျားတို့ကြမ်းကြမ်းနဲ့လှုပ်ပြကြည့်လိုက်ပါလားခင်ဗျာဘာဖြစ်သွားမှထင်လဲနှကန်းမွေးကျတော့တော်တော်ကိုကြောက်ကြတယ်ဗျာခင်ဗျာဘလောက်ကြောက်လဲဆိုသူ့အဖေရင်နဲ့တောင်ကြောက်သေးတယ်အဲ့ထိုင်းရခင်ဗျာအဲ့မှာနေဖုံးလက်တို့ဇင်မာအောင်အဲ့ဒီအုပ်စုတော့ကြောက်တာနှကန်းမွေးအုပ်စုကြောက်တာနှကန်းမွေးလည်းဘယ်လိုလုပ်လို့ဆိုဒီကောင်တွေကိုသူကရအောင်တည်ဖို့ဒီကောင်တွေမိပြီးတော့ကျွန်တော်ဒီနှကန်းမွေးကဒီကောင်တွေကိုပြင်းပြီးတော့ yes ကနဲ့အပ်ဖို့ဆိုပြီးလောက်တာဒီကောင်တွေကလည်းဘာလုပ်လဲဆိုအဲ့နေမြေကန်ရဲနဲ့ပေါင်းပြီးတော့နှကန်းမွေးအုပ်စုလာပြီဆိုရင်အဲ့နေမြေမှာရှိတဲ့သူရဲ့ရဲတပ်ဖွဲ့အကြောင်းကြားလိုက်တယ်ဒီမှာဒီလိုရှိနေဆိုဒီကောင်ပတ်ပြေးရောနှကန်းမွေးအဲ့လိုလှည့်ရှာတယ်လက်ရှိတော့မတွေ့သေးဘူးအော်နှကန်းမွေးကအဲ့ဒီကောင်တွေကိုဖမ်းမိပြီဆိုတော့ဒီကောင်တွေမလွယ်တော့ဘူးနှကန်းမွေးပြောတာရှင်းရှင်းလေးမင်းတို့အစိုးရအောင်မကျေနပ်ဘူးဆိုရင်မင်းတို့နိုင်ငံနဲ့သွားပြီးဆန္ဒပြငါတို့နိုင်ငံမှာလာမပြနဲ့ဒါမှမင်းတို့အစိုးရမင်းတို့မြင်ပါမင်းတို့ရဲ့လူလာချက်ကိုမင်းတို့မြင်ပါမင်းတို့ကငါတို့နိုင်ငံတွေကပြတော့ဘယ်သူကမြင်ပါဘယ်သူကလည်းမမြင်ဘူးအဲ့တော့ငါတို့နိုင်ငံကဒါတွေမကြိုက်ဘူးထိုင်းနိုင်ငံသားတွေရဲ့သဘောတရားကထိုင်းနိုင်ငံသားတွေအေးစေးငိမ့်ငိမ့်နောင်နေကြတဲ့သူတွေတချင်းဖွင့်တော့မှခင်ဗျတိုးလေးသူတို့ဖီးနေသူတို့နေတာဒါထိုင်းရဲ့ကျွန်တော်တို့ထိုင်းနိုင်ငံသားတွေရဲ့နေမှုထိုင်မှုမြန်မာနိုင်ငံသားတွေရောက်သွားတော့မဟုတ်ခင်ဗျဘာလဲ10နိုင်လည်းမေခင်ဗျဂတာဂွမ်တီးတယ်ဗျာဒါပဲဘောက်တွေဖွင့်တယ်ဗျာအဲ့ချိန်မှမသိစားချိန်မှမသိဖွင့်နေတဲ့အချိန်ဖွင့်တယ်အဲ့မှာခင်ဗျထိုင်းနဲ့မြန်မာနဲ့ပြိပခါဖြစ်ထိုးကြကြိတ်ဖြစ်ပါလေရောသူအဲ့လိုဖြစ်တာထိုင်းကတော့ငြိမ်ငြိမ်စင်စင်ပေါ့ထိုင်းကရှင်းရှင်းလေးဒီထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့သူတို့ကမြန်မာနိုင်ငံသားတွေအားလုံးကိုဒီနှကန်းဝဲဖွဲကလှက်ပတ်ရှာပြီးတော့ပြင်းနေတာမဟုတ်ဘူးဒီစန္ဒပြလှုပ်ရှားမှုထဲမှာပါတဲ့သူတွေလိုက်ပြင်းတာအဲ့တော့မင်းတို့လှုပ်ချင်မင်းတို့မြန်မာနိုင်ငံနဲ့သွားငါတို့စီမလာနဲ့ငါတို့စီမလာမလို့နဲ့ဆိုတော့ဟိုကောင်တကောင်းမှတော့မလုပ်ရဘူးအခုကြည့်ပါလားခင်ဗျဘန်ကောက်တို့ခင်ဗျအဲ့ဒီနေရာတွေမှာဟိုခွက်ခေါက်တဲ့ကောင်တွေတွေ့သေးလားမတွေ့ရတဲ့အကြောင်းရနှကန်းဝဲလှက်ပတ်ပြင်းနေလို့ကျွန်တော်ပြောချင်တာအဲ့မှာရှိပြည်ပြည်အုပ်စုတွေထိုင်းမှာရောက်နေတဲ့အဖွဲ့တွေမေးချင်တာခင်ဗျားတို့အနေနဲ့နှကန်းမွေးကိုခင်ဗျားတို့3လုံးလောက်ဆဲပြပါလားအများကြီးမျိုး3လုံးလောက်မင်းတို့ဆဲတတ်တဲ့အတိုင်း3လုံးလောက်ဆဲပြလိုက်ဘာဖြစ်မလဲဆက်ကြည့်လိုက်ဒီနေ့ပြချုပ်ချင်တာကကျွန်တော်ဒီကနေ့ညနေပိုင်းမှာနိုင်ငံတော်သမ္မတကြီးကတော့ဒါမြန်မာနိုင်ငံကိုပြန်ရောက်လာပြီလက်ရှိမှာကျွန်တော်တို့ဒါနိုင်ငံတော်သမ္မတကြီးကထိုင်းနိုင်ငံကိုမသွားရောက်မီထိုင်းမြန်မာအိန္ဒိယ3နိုင်ငံအဝေးပြေးလမ်းမကြီးကိုဒါတပ်မတော်ကအပြေးအဝထိန်းချုပ်နိုင်ခဲ့တယ်အဲ့ဒါကတော့တမူးကနေဝင်မဲ့တမူးခမ်းဘက်ကလေးဝနေယာကြီးကကျွန်တော်မုံရွာနေပြန်ချိန်မယ်မုံရွာနေပြီးတော့ကျွန်တော်တို့ဒါမန္တလေးချိန်မယ်မန္တလေးကနေကျွန်တော်တို့ပဲခူးတိုင်းကိုချိန်မယ်ပဲခူးတိုင်းကနေပြီးတော့ဘယ်ကိုပြန်ထွက်မလဲဆိုတော့ကျွန်တော်တို့ဒီအာရှလမ်းမကြီးပေါ့မြောက်ဦးဒီအာရှလမ်းမကြီးကိုရောက်မယ်မြောက်ဦးကနေပြီးတော့ကျွန်တော်တို့မဲဆောက်ကိုပြန်ချိန်မယ်ပေါ့အဲ့ဒီလမ်းပိုင်းကိုတပ်မတော်ကအလုံးစုံထိန်းချုပ်ပြီးသွားပြီနောက်ထပ်ကတော့ကျွန်တော်တို့အိန္ဒိယနဲ့စီမံကိန်းပေါ့ဒါတော့ကျွန်တော်အိန္ဒိယမြန်မာထိုင်း3နိုင်ငံစီမံကိန်းပေါ့နောက်တစ်ခုကနိုင်ငံတော်သမ္မတကြီးရဲ့ကျွန်တော်တို့အိန္ဒိယနိုင်ငံခီးစစ်မှာနောက်တဲ့အိန္ဒိယရဲ့စီမံကိန်းဖြစ်တဲ့ကလန်တန်ဘတ်ဆုံစီမံကိန်းဒါနဲ့ပတ်သက်ပြီးတော့အကောင့်တွေဆက်ပြီးတော့ကျွန်တော်လုပ်ငန်းလည်ပတ်ဖို့တဲ့သဘောတူညီခဲ့တာရှိတယ်အဲ့ဒီ area ရဲ့ check point ကတော့ကျွန်တော်တို့ပလောဝဒီ check point ကိုတပ်မတော်ကရရှိဖို့ဆိုရင်ကျွန်တော်တို့မင်းတပ်မတူပြီးကံပတ်လက်ကိုထိန်းချုပ်ပြီးတော့ကျွန်တော်တို့ထိန်းချုပ်ပြီးသွားရင်တော့ပလောဝကိုရောက်မယ်ပလောဝကတော့ရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့နောက်ကျောဖြစ်တယ်ဒီနေရာပွင့်သွားပြီးဆိုတော့နောက်ကျောတဝင်းလုံးပွင့်မှာဖြစ်တယ်ဒီနေရာကနေပြီးတော့ပလောဝကနေပြီးတော့ဒီချင်းပြည်နယ်ပလောဝကနေပြီးတော့ဒီရခိုင်လက်နက်ကိုင်ဖွဲ့ A ကကျွန်တော်တို့အိန္ဒိယနဲ့ချိတ်ဆက်ပြီးတော့သူတို့ရဲ့73စီရိတ်ခါစေဝါရရှိရလမ်းကြောင်းကိုလည်းတပ်မတော်ကထိန်းချုပ်နိုင်မှာဖြစ်ပါတယ်အဓိကပလောဝကိုတပ်မတော်ကထိန်းချုပ်နိုင်ပြီဆိုရင်တော့ရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့သူတို့ရဲ့ထောက်ပို့လမ်းကြောင်းကိုကျွန်တော်တို့ဒါအလုံးစုံထိန်းချုပ်နိုင်မဲ့သဘောဖြစ်ပါတယ်ဒါကြောင့်လက်ရှိမှာတပ်မတော်ကဒီချင်းပြည်နယ်တောင်ပိုင်းရောက်ဖို့အတွက်တပ်မတော်ကထိုးစစ်ဆင်နေပါတယ်ဒါတော့ကျွန်တော်တို့ဒီရဲ့အခြေအနေပါအဲ့တော့နိုင်ငံတော်သမ္မတကြီးကတော့လက်ရှိဒါကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအကျိုးကျွန်တော်တို့နိုင်ငံရဲ့အကျိုးကိုကျွန်တော်တို့များစွာကျွန်တော်တို့ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီဟုတ်ကဲ့ပါဗျို့အခုလိုကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်တဲ့ထူးထူးခြားခြားသတင်းများကိုကြည့်ရှုနိုင်ရန်အတွက် channel လေးကို subscribe နှိပ်ခဲ့ပေးပါဗျို့အားလုံးပဲနေကောင်းကျန်းမာချမ်းသာကြပါစေနော်